အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့ပီယာလာဘအပွင့်စမာကိုဆွဲပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်အရင်ဦးဆုံးကျွန်တော်စာသားပါမှာရှိတဲ့စအခရာကိုအရင်ဦးဆုံးရေးပါမယ်ရေးတဲ့အခါမှာလည်းဂုံတော်၉ပါးကိုပဲရွတ်ဆိုပြီးတော့ရေးမယ်ပြီးရင်ဓာအခရာကိုရေးမယ်ပြီးလို့ဆိုရှင်အစဉ်တိုင်းဘာအခရာကိုရေးမယ်ပြီးပြီဆိုတာနဲ့နောက်ဆုံးကြံတဲ့ဝါအခရာလေးကိုတေချာလေးရေးပေးမယ်ပြီးရင်အထဲမှာကရှက်ရရှက်ကိုပီရလာပါဒနာတတီပါသေးဆိုပြီးရေးမယ်ကဲဟုတ်ပြီလေးလုံးလုံးပါကိုကရှက်ရရှက်ထည့်မယ်စာတာပါကလေးလုံးစလုံးမှာကရှက်ရရှက်တွေကိုထည့်သွင်းပြီးပြီဆိုတာနဲ့စအခရာမှာနဝင်းညုံကိုရေးမယ်နဝင်းညုံကိုရေးတဲ့အခါမှာကြောက်ဆိုရှင်လည်းဂုံတော်ကိုပါကိုရွတ်ဆိုပြီးတော့တည်တည်ချာချာလေးရေးဆွဲပါမယ်ကဲပြီးလို့ဆိုရှင်ဓာအခရာမှာနဝင်းညုံကိုလည်းဂုံတော်ကိုပါလေးရွတ်ပြီးတည်တည်ချာချာလေးဆွဲပါမယ်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှင်စမကိုဒီဘက်ကိုလှည့်လိုက်မယ်ပြီးပြီဆိုတာနဲ့ဘာအခရာမှာလည်းနဝင်းညုံကိုဒါဂုံတော်ကိုပါကိုရွတ်ဆိုပြီးတော့တည်တည်ချာချာလေးရေးဆွဲပါမယ်ကဲပြီးပြီဆိုတာနဲ့ဒါနောက်ဆုံးဝါအခရာလေးပါနဝင်းညုံကိုတေးတေးချာချာလေးရေးဆွဲပါမယ်ကဲဟုတ်ပြီအားလုံးပြီးပြီဆိုတာနဲ့နဝင်းညုံလေးညုံလုံးထည့်လို့ပြီးပြီဆိုတာနဲ့ကဲဒါကိုယ့်ရဲ့ဘယ်ဘက်ကနေညာဘက်ကိုပေါ့ဒါမြောက်ဘက်ကနေတောင်ဘက်ကိုကာယမထမေတော်စမလေးလုံးကိုဒါရေးဆွဲလိုက်မယ်အစဉ်တိုင်းပြီးပြီဆိုတာနဲ့အရှိကနေအနောက်ကိုအလဲတဲတဲ့ဓမ္မကာယမထကိုရေးမယ်ရေးတဲ့ခါကျရင်လည်းလွယ်ပဲဂုံတော်ကိုပါကိုဒါတေးတေးချာချာလေးရွတ်ဆိုပြီးတော့ရေးမယ်ပြီးပြီဆိုတာနဲ့ဒါတနင်္လာတောက်ကနေစပြီးတော့အစဉ်လိုက်တော့တောက်လေးတောက်ကိုအစဉ်လိုက်မှာပီရပြီးရင်ဗုဒ္ဓတောက်မှာရှာကြာသာပြီးတောက်မှာလာကဲဟုတ်ပြီတောက်ကြတောက်မှာဘာဟုတ်ပြီအဲ့ဒါဆိုရင်ကဲကျန်တဲ့တောက်လေးတောက်မှာမိတ်၄ချက်သွင်းမယ်အပြင်မိတ်ဖြစ်တဲ့အောင်ဘကလာဆွေသားတော်ရင်152436ခွန်ရှိကိုသွင်းမယ်ကဲဒီနေ့ပြပြရလာပါ